မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်အတော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တကယ်ဖြစ်ရမှန်ဆက်လန်းလေးတစ်ပုဒ်ပါနေရာကတော့မွန်ပြည်နယ်ရဲ့ရွာဘက်မှာပေါ့ဗျာအတော်နာမည်ကဒေါ်မီဦးလေးနာမည်ကကိုတောင်းတို့သူတို့အိမ်ကရွာရဲ့အဆွမ်းနားမှာရှိပြီးနှစ်ထပ်အိမ်လေးပါချန်ဝုန်းကကျဲတော့အိမ်နဲ့အိမ်သားကတော်တော်လေးလှမ်းတယ်အိမ်သားရဲ့အနောက်ဘက်မှာဆိုရင်လေကွင်းဒီတောအုပ်လို့ချင်နေတဲ့ပေါက်ပင်တွေနဲ့လူသူအယောက်ပေါက်နေပြီးတိတ်ဆိတ်ခြောက်ချားစရာကောင်းလိုက်နေရပေါ့အဖြစ်ဖြက်ကဒီလိုဗျတရားမှာတော့အချင်းကတခေါင်ကျော်မနက်2နာရီ3နာရီဝင်းကျင်လောက်ရှိမယ်ပေါ့ဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေချိန်ပေါ့အဲ့ဒီချိန်ကြီးမှာဒေါ်မီတလောက်ဘိုက်ကရေးပြီးနားလာပါလေရောအင်းသားကလည်းဝေးအချင်းကလည်းတခေါင်ဆိုတော့မိမသားပြည်ပြီးတယောက်တည်းမတွားရရှာဘူးဒါနဲ့ဘေးနားမှာဟောက်ပြီးအိပ်ပျော်နေတဲ့ကိုတောင်းကိုလှုပ်နှိုးရတော့တာပေါ့ကိုတောင်းထပါအောင်ရှင်ကျမဖိုက်နာလုံးလို့အိတ်သားသွားချင်လို့အဖော်လိုက်ခဲ့ပေးပါအောင်ကိုတောင်းကလည်းတနေ့လုံးလဲတဲ့ရှင်းထားရတာဆိုတော့ပင်ပန်းပြီးအိတ်ကောင်းနေတဲ့အချိန်လေးမျက်လုံးကမပွင့်တပွင့်နဲ့လေထမ်းမာနဲ့ပြန်ပြောလိုက်တယ်ဟာကွာအိတ်ကောင်းနေတဲ့အချိန်ကြီးမင်းဟာမင်းသွားပါလားကွာအမလေးရှင်ကလည်းကျမတယောက်တည်းမသွားရလို့ခေါ်နေတာပေါ့ထပါဆိုနေမှာကိုတောင်းလဲမထရင်မရပန်းတီတော့ညင်ညူနဲ့ထလာတယ်နှစ်ယောက်သားအိမ်ရောက်ဆင်းလာကြပြီးအိမ်နောက်ဖက်အရောက်မှာကိုတောင်းကခြေလန်းတက်လိုက်တယ်ငါဒီအိမ်နောက်ဖက်ကပဲစောက်မဲ့အိမ်သားကဟိုးနာလဲတင်မဲ့ဟာကိုနေသွားရတယ်မလားဒေါ်မီကလည်းစိတ်မရှိတော့ဘူးသွားရပါတယ်တော့ဒါမျိုးကြမျက်လုံးကမပွင့်ချင်ဘူးဟိုကိစ္စမျိုးသားဆိုရင်ရှင်လို့ကထိတ်တန်းပဲကဲပါပေးမလိုက်တော့ဘူးစောင့်တာနေဟစ်ဆိုပြီးမီးအင်လီဆွဲခါအိမ်သားဘက်ကိုထော်လာခဲ့တော့တယ်အိမ်နဲ့အိမ်သားကြားမှာနွားချံတွေကောက်ရိုးပုံတွေရှိတယ်လာရောင်ဖြော့အောင်မှာကောက်ရိုးပုံတွေကမဲတဲ့အရိုက်ကြီးတွေလိုထစ်နေတာပေါ့ဒေါ်မီလည်းကောက်စိတ်ကိုဖျောက်ပြီးအိမ်သားထဲဝင်လိုက်တယ်ကိစ္စရှင်းနေတော့မှပဲရုတ်တရက်ဒီရှန်ဖြောက်အိမ်သားအနောက်ဖက်လေကွင်းပင်တောဆက်စီကနေခြေထမ်းလိုအတန်တွေကြားလိုက်ရတယ်အစောပိုင်းမှာတော့ဒေါ်မီတိတ်တတိမထားမိဘူးဒါပေမဲ့အတန်ကတဖြည်းဖြည်းပိုကျလာတယ်ပိုပြီးနီးလာတယ်အင်တာအနာကိုလူတယောက်လောက်ရှော့လာသလိုမျိုးအတန်ကဖိပြင်းလာတယ်ဒေါ်မီကကိုတောင်းသူ့ကိုလာဆော့တယ်ပဲထင်လိုက်တယ်ကိုတောင်းရှင်ကျမကိုလာမချောင်းနဲ့နော်ကျမကောက်တက်တာရှင်တီးသားဆောင်ကိုလို့လန့်អော်လိုက်တယ်ဒါပေမဲ့ပြန်ကြားလိုက်ရတဲ့အတန်ကကိုတောင်းရဲ့အတန်မဟုတ်ဘူးဗျာအတန်ကအကွဲကြီးမြေကြီးတွေကထွက်လာတယ်လို့မျိုးအတန်နဲ့ကြီးငါနေယောက်ျားမဟုတ်ဘူးဒေါ်မီကြက်တီဖြန်းခနဲ့ထွာသွားတယ်ဒါပေမဲ့စိတ်ကိုတင်းပြီးလာမစနေနော်တကယ်လို့များစနေတာဆိုရင်တော့ကျမအိမ်သားရင်နဲ့ပတ်မှာနော်လို့ပြန်អော်လိုက်တယ်ခဏကြာတော့ဒေါ်မီကိစ္စပြီးလို့အိမ်သားတဲ့ထော်ဖို့ပြင်လိုက်တယ်အိမ်သားတကားကပြင်ကြားတွေဟောနေတာဆိုတော့အပြင်ကိုလှမ်းကြည့်လိုက်တယ်အပြင်မှာကလာရောင်လေးနေတော့အရာကိုအတိုင်းသားမြင်နေရတယ်ဒေါ်မီမျက်လုံးပြိုးသွားတယ်အသက်ရှူဖို့တော့မိတ်သွားတယ်လို့ပဲအိမ်သားဘေးမှာရက်နေတာလူတယောက်ရဲ့ခန္ဓာကိုဒါပေမဲ့ခေါင်းမပါဘူးဗျာလာရောင်အောင်မှာခေါင်းပြက်နဲ့ရက်နေတဲ့အရာကြီးကိုမြင်လိုက်တော့ဒေါ်မီတကိုယ်လုံးတုံသွားတယ်အတန်တောင်မထွက်နိုင်တော့ဘူးခန္ဓာနေမှာအာယူပြီးအမလေးကိုတော့ရဲ့တရေကဲပေါင်းဆိုပြီးអော်လိုက်တော့တယ်အိမ်တော်ဖက်မှာစောင့်နေတဲ့ကိုတောင်းလဲអော်တန်ကြားတာနဲ့သူ့လက်ဆွဲတော့ရေးခုကိုဆွဲပြီးပြေးလာတာပေါ့မိရဲ့ဘာဖြစ်တာလဲဘာမှလဲတရေဆိုပြီးမေးရင်ကြည့်လိုက်တော့ကိုတောင်းမှမျက်လုံးပြို့သွားတယ်ဟုတ်တယ်ဗျာသူ့ပါမြင်လိုက်ရတာအင်တာဘေးမှာမတ်ကြီးရက်နေတယ်ခေါင်းပြက်တရေကြီးကိုတောင်းကလည်းမြင်ကြီးတော့လန့်သွားတာပေါ့ဒါပေမဲ့ချက်ချင်းပဲတတိကတ်နေသူ့လက်ထဲကလေးကုန်နဲ့ချိန်ပြီးပြက်ထည့်လိုက်တယ်ရွှမ်းကနေအတန်နဲ့အတူလေးကိုထိမှန်သွားတော့ဟိုအကောင်ကြီးကရုတ်တရက်ပျောက်ချင်းလက်ပျောက်သွားပါလေရောအကောင်ကြီးပျောက်သွားတာနဲ့ကိုတောင်းကဒေါ်မီလက်ကိုဆွဲပြီးလာအင်ပေါ်မြန်ပြန်တက်မယ်ဆိုပြီးပြေးကြတော့နေ
ဒါပေမဲ့ကိစ္စကမပြီးသေးဘူးဗျာသူတို့ပြေးနေတော့အနောက်ကနေဒုံဒုံဒုံဆိုပြီးမြေကြီးတောင်တုံမတက်ခေးတန်းကြီးတွေနဲ့ပြေးလိုက်လာတဲ့အတန်ကြီးကြားနေရတယ်ကိုတောင်းလဲဒေါကထွက်ပြီးနောက်ပြန်လက်ကလေးကိုနဲ့ထပ်ဖြစ်လိုက်တယ်ဒါပေမဲ့ခြေတန်းကမရက်ဘူးပိုးတောင်နီးကပ်လာတယ်လို့ပဲအိမ်ရောက်ဖို့ကလည်းလိုသေးတယ်နောက်ဆုံးတော့ကိုတောင်းကဒေါသရောကောက်စိတ်ပါရောပေါင်းပြီးဟေးကောင်မင်းကငါ့ကိုမှအထင်သေးလို့လားလာချင်တော့ကွာဆိုပြီးပစိုးလောင်ကအဲ့ဒီအတန်ကြာရပြက်ကိုသေးနဲ့ပန်းချလိုက်တော့တယ်ရှေးလူကြီးတွေပြောကြတာတော့တရေတစီတွေကလူမစင့်ကျင်းငယ်ရည်တွေကိုခရောက်တယ်ဆိုလာတော့ပဲကိုတောင်းအဲ့လိုလှုပ်လိုက်တော့မှအာဆိုပြီးနာနာချင်းချင်းအပန်းကြီးထွက်ပေါ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတော့တာပဲကိုတောင်းနဲ့တော်မီတို့နှစ်ယောက်သားအင်းဘော်ကိုအပြေးအလွှားတက်ပြေးခဲ့ကြပြီးတကားတွေအကုန်ပိတ်ဖျားစင်ရှိမှနှစ်ယောက်သားထိုက်ပြီးဖျားစာတွေရွတ်နေကြလိုက်တာပဲမိုးလင်းတဲ့အထီပါဗျာအဲ့ဒီညကစလို့ညဘက်ဆိုရင်နှစ်ယောက်သားအင်းသားမသွားရဲကြတော့ဘူးလို့ပြောပါတယ်ကဲကျွန်တော်အတော်မီရဲ့ကြောက်စရာကောင်းတဲ့အကွက်အကြုံလေးကတော့ဒါပါပဲခင်ဗျာအချိန်ပေးပြီးနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့မှာတော့ဒီလိုမျိုးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒါမှမဟုတ်ကြားဖို့တဲ့ထူးခြားစမ်းကြယ်ဖြစ်ရမှန်လေးတွေရှိလားဗျာရှိရင်တော့အာမနာနဲ့ဝေမျှပေးဖို့ဖိတ်ခေါ်ပါတယ်တကယ်လို့ပြောပြခြင်းနဲ့ဝေမျှခြင်းနဲ့ဆိုရင်တော့အောက်မှာပေးထားတဲ့ Telegram ကနေတဆင့်လာရောက်ပေးပို့နိုင်ပါတယ်ခင်ဗျာ